Premier League ပွဲကြိုသုံးသက်ချက်များအားလုံးပဲမင်္ဂလာပါခင်ဗျစနေနေ့ညမှာကစားမဲ့ Premier League ပွဲစဉ်တွေရဲ့ပွဲကြိုသုံးသက်ချက်တွေကိုဒီဗီဒီယိုလေးမှာပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ Nottingham နဲ့ Man City Champions League ဝင်ခွင့်အတွက်အရေးပါတဲ့ပွဲစဉ်ဖြစ်ပါတယ် Man City ရဲ့အဝေးကွင်းကစားပုံကိုအပြည့်အဝမယုံကြည်သေးပဲအဓိကကစားသမားတွေပြန်ဆုံလာပြီးဆိုရင်တော့ယုံကြည်မှုလျော့ကျနေတဲ့အနေအထားကိုတော့ပြင်ဆင်ဖို့ခက်ပါမယ်Nottingham ကအိမ်ကွင်းမှာအနည်းဆုံးတရေတမိုက်ရဖို့အားထုတ်လာပါလိမ့်မယ်။နိုင်ပွဲပျောက်ဆုံးပြီးတော့အမှတ်တွေလျော့နေတယ်ဆိုပေမဲ့ပွဲချက်တွေတောက်လျှောက်ကစားထားရတာကိုတော့ထည့်တွက်ရမှာပါ။ Man City တို့ဒီဟာဒီကစားပြီးတဲ့အဝေးကွင်း14ပွဲရဲ့ပွဲတစ်ဝက်တောင်နိုင်မထားတာမို့ Nottingham သင်းမဲ့အမှတ်ခွဲယူသွားနိုင်ပါတယ်ဗျ။ခံမှန်းရလက်အဖြစ် Nottingham 1 Man City 1ဖြစ်ပါတယ်ခင်ဗျာ။ Brighton နဲ့ Fulham Brighton ကပြိုင်ပွဲစုံနောက်ဆုံး9ပွဲဆက်အနိုင်ကစားထားတဲ့စိတ်ပြက်စရာဒဏ်ရာပြဿနာတွေကြားထဲကနေအသင်းကတည်ငြိမ်တဲ့ဖောင်တစ်ခုကိုတိစောက်ထားနိုင်ပြီးတော့ဒီတရားဒီလုံးမှာလည်းအိမ်ဝင်းရှုံးပွဲ2ပွဲသာရှိထားသေးတာပါဖူဟန်ကလည်းပုံစံကောင်းပြနေပြီးရလက်တွေကောင်းနေတယ်တူးချင်းအတိုးအလှုပ်တွေနဲ့အခွင့်အရေးဖန်တီးနိုင်စွမ်းရှိပြီးတော့ခြေလက်နောက်ဟန်ချက်ညီနေတာတွေ့ရပါတယ် Brighton ကိုပိုကြိုက်ပေမဲ့ဖူဟန်ရဲ့တုံ့ပြန်ကစားအားကြောင့်အမှတ်ခွဲပေးရဖို့များပါတယ်ဗျဒီပွဲအတွက်ခံမှန်းရလက်ကတော့ Brighton 2 Fulham 2ဖြစ်ပါတယ်ခင်ဗျာPalace နဲ့ Ipswich Palace ကဒီတိုက်စစ်အစုအဖွဲ့နဲ့ဆိုတော်တော်လေးအားရစရာကောင်းပါတယ်။ဒူးချင်းအတိုးအလှုပ်ရောစကေးပိုင်းမှာထိတ်တန်းအဆင့်ရှိပါတယ်။ကွင်းလေကသာတီးချက်ပို့ပြီးဘောလုံးဖြတ်နိုင်ခဲ့ရင်ပို့ပြီးတော့အလုပ်ဖြစ်နိုင်တာပါ။ Ipswich ကကစားကွက်တိဆောက်ပုံမဆိုးဘူးလို့ပြောလို့ရတဲ့အနေထားပါ။ဘောလုံးအပေးယူလေးတွေတည်တည်တတ်ရှိပါတယ်။ဒါပေမဲ့ဒူးချင်းအရေးအသေးပိုင်းနှိပ်ပါနေတာကြောင့်ဒီအချိန်မှာရုန်းကန်နေရတယ်လို့မြင်ပါတယ်။ Palace ပဲနိုင်ပွဲရသွားမှာပါဗျ။ခံမှန်းရလိုက်အဖြစ် Palace 3 Ipswich 1ဖြစ်ပါတယ်ခင်ဗျာ။ Liverpool နဲ့ Southampton Liverpool ကဒီလောက်အခြေအနေကောင်းနေတဲ့ Premier League ကိုဘယ်လိုမှအမှားခံမှာမဟုတ်တော့ဘူး။ Arne Slot အတွက်ရောက်ရှင်းရာသီမှာချန်ပီယံဖြစ်တယ်ဆိုတဲ့ဂုဏ်ပုဒ်ကမတ်မောစရာပါ။ Southampton ကတော်တော်လေးအခြေအနေဆိုးပြီးတော့မျှော်လင့်ချက်မဲ့နေတယ်။လက်ရှိရှေ့စွမ်းအရဆိုရင်ပွဲစဉ်34 35လောက်မှထဲကတန်းဆင်းသွားရဖို့များပြီးအခုထိလည်းအဝေးကွင်း14ပွဲမှာ17ပွဲတိရှုံးထားတာပါ။ Liverpool ရဲ့ကိုပြတ်နိုင်ပွဲတစ်ပွဲဖြစ်ပါလိမ့်မယ်။ခံမှန်းရလက်အဖြစ် Liverpool 3 Southampton 0ဖြစ်ပါတယ်ခင်ဗျာ။ Brentford နဲ့ Aston Villa Brentford ကအိမ်ကွင်းကစားအားကောင်းတယ်။အိမ်ကွင်းဆိုရင်လှုပ်အားနှုန်းတိတိတတ်တာမြင့်တက်သွားတတ်ပြီးတော့အမ်ဘူမိုဝစ်ဆာတို့ရဲ့ရုံအားကနေလည်းအခွင့်အရေးတွေရတတ်တယ်။ Aston Villa ကအဝေးကွင်းဆိုရင်နည်းနည်းထိန်ကစားတဲ့အသင်းမျိုးပါ။ဒီပွဲပြီးရင်လည်း Champions League ထက်ကစားရအောင်မယ်။ Form အရာအတက်ဖက်ကိုရောက်နေတယ်ဆိုပေမဲ့ပွဲချက်တွေကြားတဲ့ပွဲပန်းမဲ့တန်ကိုထည့်တွက်ရမှာပါ။ Brentford ကိုပိုဝီးယုံကြည်ကြည့်ရှင်ပါတယ်ဗျ။ဒီပွဲအတွက်ခံမှန်းရလက်အဖြစ် Brentford 2 Aston Villa 1ဖြစ်ပါတယ်ခင်ဗျာ။ Wolverhampton နဲ့ Everton Morris ပြန်ရောက်လာပြီးကတည်းက Everton တို့အများကြီးပြောင်းလဲသွားခဲ့တယ်။ကစားသမားတဦးချင်းစီကစလို့ယုံကြည်ချက်မြင့်တက်နေပြီးခြေစွမ်းပိုင်းမှာပိုကောင်းလာခဲ့တာပါ။အမတ်တွေလည်းစက်တိုက်စုဆောင်းလာနိုင်တာမို့ဒီပွဲလည်းယုံကြည်ချက်ရှိနေမှာသိကြပါတယ်။ Wolf ကတဦးချင်းတိုးအားယုံအားကောင်းပေမဲ့ဘောလုံးအပြက်လည်းများတယ်။အဓိကတိုက်စစ်မှုကူညာပွဲပယ်ခံထားရတယ်လို့ခံစစ်ပိုင်းကလည်း Leicester Southampton တို့ပြီးရင်တပွဲပြန့်မြပေးကိုအများဆုံးဖြစ်နေတာပါ။အဝေးကွင်းဖြစ်ပေမဲ့ Everton ကိုပိုကြိုက်ပါတယ်ဗျ။ဒီပွဲအတွက်ခံမှန်းရလက်ကတော့ Wolverhampton 1 Everton 2ဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့လူချင်းမင်းတို့ရဲ့အမြင်ကိုလည်း comment box မှာဆွေးနွေးပေးသွားကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ